ကုန်လုံးလွတ်ရင်လွတ်အကုန်လုံးငတ်ရင်ငတ်အိုးအမောင်လူထဲမှာလဲလျောင်းနေတဲ့ကြီးကျွန်တင်လွတ်မြောက်အောင်ဘယ်သူကလွတ်ပေးမှလဲအတင်ကိုကြီးကျွန်အချင်းချင်းကသာမြင်နေတွေ့နေရပါတယ်အတင်တောင်းဆိုတာငိုကြွေးတာလဲကြီးကျွန်ချင်းချင်းသာကြားရတယ်ရဲဘော်ကြီးကြီးကျွန်ချင်းချင်းကသာတင်လွတ်မြောက်အောင်ပူလိမ့်မယ်အကုန်ရရင်ရမရရင်တခုမှမလိုချင်ဘူးအကုန်လွတ်ရင်လွတ်မလွတ်ရင်တယောက်မှမလွတ်ချင်ဘူးတယောက်တည်းလွတ်သွားလဲသူရက်တည်နိုင်မှာမဟုတ်ဘူးတနက်လားအချုပ်နှောင်တန်ကြိုလာရွေးကြစို့အကုန်ရရင်ရမရရင်တခုမှမလိုချင်ဘူးအကုန်လွတ်ရင်လွတ်မလွတ်ရင်တယောက်မှမလွတ်ချင်ဘူးသမင်းစာလို့အငတ်ငတ်အပြက်ပြက်နဲ့သမင်းတောင်းနေတဲ့အတင်လူငယ်ကြီးတို့စီလာခဲ့ပါတို့လဲငတ်နေတယ်တို့အငတ်အဖွဲ့နဲ့အတူမငတ်အောင်ရှာကြံစားကြမယ်လူငယ်ချင်းသာမင်းငတ်နေတာနားလည်ပြီးရှာကြံကြွေးမယ်အကုန်ရရင်ရမရရင်တခုမှမလိုချင်ဘူးအကုန်လွတ်ရင်လွတ်မလွတ်ရင်တယောက်မှမလွတ်ချင်ဘူးအရိုက်ခံရလို့မိမျိုးလဲကြနေတဲ့အဖိနှိတ်ခံရသူကြီးမင်းအရိုက်ခံရတဲ့အတွက်ဘသူကလက်စားချေပေးမှလေမင်းလိုပဲအရိုက်ခံရတဲ့လူတွေကမင်းကိုလှမ်းခေါ်နေကြတယ်တို့လေအရိုက်ခံရတာမို့ကိုချင်းစာပြီးမင်းကိုစိတ်သက်မကြအောင်အားပေးနေတာပါရဲဘော်တို့ကြီးမင်းအတွက်တို့လက်စားချေပေးမယ်လာခဲ့အကုန်ရရင်ရမရရင်တခုမှမလိုချင်ဘူးအကုန်လွတ်ရင်လွတ်မလွတ်ရင်တယောက်မှမလွတ်ချင်ဘူးဟေးစိတ်သက်ချွတ်ချုံကြအောင်အဖိနှိတ်ခံရသလားဟေ့တီးမခံနိုင်လောက်အောင်အစော်ကားခံရပြီဆိုရင်ခံရတာတွေတကွက်ချင်းပြန်တွေးပြီးမခံချင်စိမ်မွေးစမ်းကြေကွဲစရာခံစားမှုတွေနဲ့မရှိမဖြစ်တဲ့လိုအပ်ချက်တွေအတွက်အခုချက်ချင်းတိုက်ပွဲဝင်ပါမနှက်ဖြန့်ခါကိုစိုင်းမနေနဲ့အကုန်ရရင်ရမရရင်တခုမှမလိုချင်ဘူးအကုန်လွတ်ရင်လွတ်မလွတ်ရင်တယောက်မှမလွတ်ချင်ဘူးဘာတော့ဗျ